Hello မင်္ဂလာပါ Airwave ညာလေးပြန်လည်ကြိုးလိုက်ပါဒီဗီဒီယိုမှာတော့ကျွန်တော် ER production ကိုပတ်တူးနေလို့ကျွန်တော် resolution လေးထပ်ပြီးရှင်းပြပါမယ်ဒီပတ်တူးမှာလည်း၄ချက်ပဲပါတယ်၄ချက်ဒီကတော့ကျွန်တော်တို့ affected hearing preservation program ရှိမယ်ပြီးရင် full types of ER producer ၄မျိုးရှိမယ်ပြီး educational component of this training မှာဘယ်လိုမျိုးeducation နဲ့ပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပြောပြအောင်များရှိမယ်အဲဒီနောက်ဆုံးချက်ကတော့ human ear ကျွန်တော်တို့လူသားရဲ့နားရ condition ကိုခွဲခြားနိုင်ပါတယ်ဆယ်ရာထောင်၄သိန်းခုဆယ်ရာထောင်တော့၄သိန်း difference ဆောင်း၄သိန်းကိုကျွန်တော်တို့နားရခွဲခြားနိုင်တယ်ဒါဆိုကျွန်တော်ဒီရားတွေစရမယ် affected hearing conservation program ကျွန်တော်တို့စလိုက်ပါမယ်နော်အဲ့ဒါကျွန်တော်တို့ပါမယ် exposure monitoring ပါ exposure monitoring ပါမယ်1 2 3 4 5 6ရက်ရှိမယ် exposure monitoring ပါ exposure monitoring ဆိုတော့ကျွန်တော်တို့ထိတွေ့မှုတိုင်းတာရှိတယ်ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့DB တို့ဘာလို့လဲကျွန်တော်တိုင်းနေပြီအဲ့ဒါကို exposure monitoring လို့ပြောတယ် audiometric testing ဆိုတော့ကျွန်တော်တို့နားကြားမကြားနားမလေးတာနားမလေးဘူးလားအဲ့လိုစစ်ဆေးရအဲ့ဒါကို audiometric testing ဖြစ်တယ် ER producer use ကျွန်တော်တို့ကအဲ့ဒါရှင်ကျွန်တော်နားကားကွယ်ကြီးပစ္စည်းအသုံးပြုပုံလမ်းညွှန်ပေါ့ဗျာအဲ့လိုပုံစံဖြစ်တယ်ပြီးရင် employee training ဆိုတော့ကျွန်တော်တို့အလုပ်သမားတွေကို train မယ်နော်ပြီး access to information ဆိုတော့ကျွန်တော်တို့အချက်အလက်တွေရယူမယ်နော်နောက်ဆုံးချက်ပါ record keeping ဆိုတော့ကျွန်တော်တို့သိမ်းဆည်းမယ်ဗျာမှတ်တမ်းသိမ်းဆည်းရအောင်ကျွန်တော်ဒုတိယအချက်အနေနဲ့ကျတော့ကျွန်တော်ဒီ full types of ER producer ကိုကျွန်တော်ရှင်းပြပြပါမယ်ဒီမှာကျွန်တော်ပုံလေးပါထည့်တာနော်စိတ်ဝင်စားအောင်full type ၄မျိုးရှိ model ER plus model ER plus ဆိုဒီလိုမျိုးပုံစံကျွန်တော်တို့ကနော်ဒီကောင်နဲ့ကျွန်တော်တို့ model ER plus ဆိုတာကျွန်တော်တို့အမှဒီကောင်လေးရှိတယ်အကောင်လေးကို silicon တို့ rubber တို့အဲ့လိုမျိုးပြုလုပ်တာအဲ့ဒါကိုကျွန်တော်တို့ model ER plus လို့ပြောပါတယ်နော်ပြီးရင် custom model ER plus ဆိုတာကျွန်တော်တို့ပုံဖော်ရဗျာကိုယ့်နားနဲ့တကယ် fit ဖြစ်အောင်လို့တော့ပုံဖော်မယ်ဒီကောင်လုံးဝကိုတောင်းလုံးဝလုံနေတာအဲ့ကောင်ကြတော့ကိုနားပုံစံလေးနဲ့ပတ်သက်ပြီးဖော်ပြီးတော့အဲ့ custom model ER plus လို့ပြောတယ်ကျွန်တော် sub model ER plus ဆိုတာကျွန်တော်တို့ဒီမှာပုံ format တွေလည်းကျွန်တော်တို့ပြုလုပ်ထားတယ်ပြီးနားလေးကိုထည့်ပြီးတော့ကိုယ်တိုင်ဖိပြီးတော့ထည့်တာတော့သူဖိပြီးထည့်တာအဲ့လိုမျိုး ER plus ကိုပြောတယ်အဲ့ဒါကို sub model ER plus လို့ ER plus ဆိုကျွန်တော်တို့ဒီလေ headphone လို့ပုံစံများအဲ့ဒါကို ER plus လို့ပြောရတယ်နော်အဲ့ဒီမှာဒီလေးချက်full types of ER producer ၄ချက်ရှိမယ်ပြီး the educational component of the training educational component of the training မှာကျွန်တော်တို့၅ချက်ပါမယ်နော်အဲ့ဒါ effects of noise on ER effects of noise on ER ရှိမယ်သူတို့ effect တက်ရောက်မယ် noise on ER သူဉာဏ်တက်ရောက်မယ်ကြားတဲ့အခါမှာသူဉာဏ်တက်ရောက်မယ်ရှိမယ် educational component ကိုသင်ပေးပါလေဟာ the purpose of the ER producer ရဲ့ purpose ရည်ရွယ်ချက် abilities ပဲကောင်းတဲ့ချက်နဲ့မကောင်းတဲ့ချက်ရှိမယ်ပြီး enumeration of various types ဆိုတာဘယ်လိုမျိုးလဲဆိုတော့ enumeration ကသူက short ချပြီးတယ်နော်ဒါကကိုပစ္စည်းအမျိုးမျိုးရဲ့အတန် short ချမှုအမျိုးမျိုးရဲ့အတန် short ချမှုအဲ့ဒါ enumeration of various types လို့ the purpose of the audiometric testing and expenditure of the test procedure ရည်ရွယ်ချက်ဖြစ်တဲ့ audiometric testing ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ပြီးရှင်းပြတယ် test procedure တွေတော့ရှင်းပြတယ်အဲ့ဒါတွေဖြစ်တယ်ပြီးမှကျွန်တော်ခုနကပထမဆုံးမှာရှင်းပြတဲ့ human can hear ၄သိန်းနော်နဲအောင်၄သိန်းတော့ဖွင့်ထားတယ်အဲဒီကျွန်တော်တို့ hearing protection နဲ့ပတ်သက်ပြီးတော့အကုန်လုံးသိနေတော့သိပါပါပြီပေါ့အောင်လည်းကျွန်တော်ရှေ့ဗီဒီယိုကကျွန်တော်တင်ပြထားပါတယ်အားလုံးကိုဆုံးဖြတ်ရှိပြီးတော့ကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာလည်းကျွန်တော်ဒီ engineering နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဘာတွေပဲကျွန်တော်တင်ပြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်